ရောက်နေတဲ့ဇာကြီးမြောင်ခင်ချိုင်းမျိုးနေယုံလူလူချီပြပေါ်ထနာကုနီစနာခမ်းမှာတွင်ယနေ့နနပိန်ကမွေးစေဝါအန်ဒီရဲ့ဝိုင်းဝန်းတားဆီကာကွယ်ကောင်းစဉ်ပြင်တိမြန်ပြီးတော်ရှိုးကျင်းပပြုလုပ်ခဲ့ပါတယ်အဆိုပါတိမြန်ပြီးတော်ရှိုးတွင်ပြန်ကြားရေးနဲ့ပြည်သူ့ဆိုင်ဦးစီးဌာနမှဦးစီးရရှိဒေါက်ခင်မိုးမြင့်နဲ့စာကြည့်တဲ့လက်ထောက်သုံးဦးပြဖြူအောင်တို့ကမွေးစေဝါအန်ဒီရဲ့ဝိုင်းဝန်းတားဆီကာကွယ်ကောင်းစဉ်ပြင်ယခုလိုပဲဆွေးနွေးထားကြပါတယ်ခင်ဗျာမွေးရစေဝါပြဿနာဟာမြန်မာနိုင်ငံသားမကကမ္ဘာနိုင်ငံများအားလုံးနဲ့သက်ဆိုင်သောအရေးကိစ္စပဲဖြစ်ပါတယ်ရှင်လူသားမျိုးနွယ်များဥနောက်နဲ့အသိဉာဏ်ပျက်စီးခြင်းကျန်းမာရေးနဲ့လူမှုစီးပွားဘဝများဆုံးရှုံးပျက်စီးခြင်းတို့အပြင်နိုင်ငံများ၏တရားဥပဒေစိုးမိုးရေးကိုထိခိုက်မှုနဲ့နိုင်ငံဖြတ်ကျော်မှုကင်းများဖြစ်ပေါ်လာခဲ့ပါတယ်မြန်မာကာလမှာအရေးကြီးသောပြဿနာမှာလက်နက်ဆွဲကင်အကြမ်းဖက်တိုက်ခိုက်မှုများနဲ့လက်နက်ကင်တောင်းကျမ်းမှုများဖြင့်ပြည်တွင်းမငြိမ်မသက်ဖြစ်စေရန်ကြံစည်မှုတို့၌မွေးရစေဝါကိုဘဏ္ဍာငွေအတွက်၎င်းအကြမ်းဖက်တိုက်ခတ်ရန်အတွက်၎င်းအသုံးချလာကြပါတယ်ရှင်။နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုချိန်ချောက်တိုက်ခိုက်လာသောမွေးရစေဝါအသုံးချမှုများကိုအမြင့်ပြတ်သည့်အထိထိထိရောက်ရောက်ပြင်းပြင်းထန်ထန်ဝိုင်းဝန်းတိုက်ဖျက်သွားကြရမှာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။မွေးရစေဝါဆိုတာဘယ်လိုဟာမျိုးလဲဆိုတာလဲဆွေးနွေးပေးပါအောင်ရှင်။ဟုတ်ကဲ့ပါခင်ဗျာ။မွေးရစေဝါဆိုတာထုံထိုင်းမှုရစေတတ်သောဘိန်းပင်းကစောလော်စာရဲ့စစ်လေးနဲ့ဆေးရွက်ကြီးကုန်းရအစရှိသည်တို့မွေးရစေဝါလို့ခေါ်ဆိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်မွေးရစေဝါသုံးဆွဲရခြင်းအကြောင်းရင်းလေးတွေကိုလည်းဆက်လက်ဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါခင်ဗျာမွေးရစေသုံးဆွဲရခြင်းရဲ့အကြောင်းရင်းတွေကတော့စူးစမ်းလိုခြင်းစမ်းသပ်လိုခြင်းပေါင်းသင်းဆွဲဆောင်မှုကြောင့်သုံးဆွဲခြင်းမွေးရစေဆွဲသူပေါင်းသင်းဆန္ဒကိုမလွန်ဆန်နိုင်ခြင်းအထင်ကြီးအားကြမိခြင်းအတိုင်ဝန်းမှခွဲထုတ်ရန်ခက်ခဲခြင်းမွေးရစေဝါအန္တရာယ်ကြောင့်ဘုသူတ္တနေပါခြင်းကြောင့်သုံးဆွဲခြင်းစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာယောဂတစ်ခုခုကြောင့်ဆေးအဖြစ်စားရည်သုံးရမှာဆက်လက်သုံးဆွဲရခြင်းမိသားစုအတွင်းဆက်ဆံရေးမပြေလည်ခြင်းပင်ကိုပိစာညံဖြင်းသည့်ကိုရီကိုသွေးကြောင့်သုံးဆွဲခြင်းလူမှုရေးပြဿနာတစ်ခုခုကြောင့်သုံးဆွဲရခြင်းကျောင်းသားဘဝမှာစိတ်လေလွင့်ပြီးတော့အပေါင်းအသင်းများဆွဲဆောင်မှုကြောင့်ဆေးသုံးဆွဲခြင်းတို့ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်မွေးရစေဝါသုံးဆွဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ဆိုးကျိုးလေးတွေကိုလည်းဆက်လက်ဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါခင်ဗျာမွေးရစေသုံးဆွဲရခြင်းကြောင့်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးနဲ့ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးတွေရှိပါတယ်ခင်ဗျာပထမစိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေမှာစိတ်ကြယောဂဖြစ်ခြင်းမိမိကိုမိမိတေးချောင်းကြံစီခြင်းစိတ်ယောဂဖြစ်ခြင်းမှတ်ဉာဏ်ချို့ယွင်းခြင်းမိသားစုစိတ်ရောနှဲလာခြင်းလိင်စိတ်အားနည်းခြင်းပြင်းထန်စွာစိုးရိမ်ကြောက်ကြမှုဖြစ်ခြင်းတို့ဖြစ်ပါတယ်ခင်ဗျာရုပ်ပိုင်းဆိုင်ရာဆိုးကျိုးတွေကတော့ AIDS ခေါ်ခုခံအားကျဆင်းမှုယောဂဖြစ်ခြင်းဆေးလွန်သဖြင့်မိန်မောစွာအိပ်ပျော်ခြင်းတတိမေမျောသွားခြင်းအခက်မသိရင်အသက်ဆုံးရှုံးခြင်းထုံနာကျင်နာအကြောတည်ယောဂဖြစ်ခြင်းဝယ်ယူပြန်တတ်ခြင်းနှလုံးယောဂအဆုတ်ယောဂအသက်ယောဂသွေးကြောပိတ်ယောဂဖြစ်ခြင်းခန္ဓာကိုယ်အနှံ့ပြအနာစိမ့်များပေါက်ရည်သွေးစိတ်တက်ခြင်းတို့ဖြစ်တတ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်နောက်တစ်ချက်ကတော့ကျောင်းသားလူငယ်များသိရှိလိုက်နာတဲ့အချက်တွေကိုလည်းဆက်လက်ဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါခင်ဗျာကျောင်းသားလူငယ်များသိရှိလိုက်နာရမယ့်ချက်တွေကတော့မွေးရစေဝါသုံးဆွဲသူဘဝမရောက်ရှိရန်မွေးရစေဝါသုံးဆွဲသူများနှင့်မိတ်ဖွဲ့ခြင်းကိုရှောင်ကျဉ်ပါမိသည့်မွေးရစေဝါကိုမှစမ်းသပ်သုံးဆွဲသူသည့်တဘောဖြင့်မသုံးဆွဲပါနဲ့တခါတရံသုံးဆွဲရုံဖြင့်မွေးရစေဝါမဆွဲနိုင်ဟုယူဆချက်ဖြင့်သုံးဆွဲသူများကိုဆေးဆွဲသည့်အဖြစ်သို့ရောက်ရှိစေတတ်သည်ကိုသတိပြုပါစိတ်ညစ်ခြင်းပြဿနာဖြစ်ခြင်းကိုမူရစေဝါသုံးဆွဲပြီးဖြေရှင်းခြင်းမပြုပါနဲ့ယောဂတစ်ခုခုအတွက်နားလက်တကြမ်းသည့်ဆရာဝန်ကြီးညွှန်ကြားချက်မှလွဲ၍မိသည့်မူရစေဖြစ်များမကူစားပါနဲ့ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်ဒီအနာဂတ်ပန်းများပွင့်လန်းဖို့မူရအန်ဒီရဲ့ကာကွယ်ဆိုတဲ့အတိုင်းလူသားများလူညွတ်မတုံးဘဝမပြည့်အောင်နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုဖွံ့ဖြိုးတိုးတက်မှုကိုမထိခိုက်အောင်မူရစေဝါများကိုအရှိန်အုံဖြင့်တိုက်ဖျက်ရေးလုပ်ငန်းများကိုပြည်သူတရက်လုံးပူးပေါင်းလက်တွဲကအမျိုးသားရဲ့အသွင်ဖြင့်ကာကွယ်တိုက်ဖျက်သွားကြရမှာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်ကျမတို့ရဲ့ဒီမူရစေဝါအန်ရဲ့ဝိုင်းဝန်းတာစီကာကွယ်ဆိုတဲ့ဒီတော်ရှိုးလေးမှာဆိုရင်စာရေးဆရာမင်းသက်နိုင်မှုတုံရေးသားထားတဲ့ဝိုင်းဝန်းကာကွယ်မူရစေဝါအန်ရဲ့ဆိုတဲ့ကြပြလေးနဲ့အဆုံးသတ်ပြပါရှင်ဝိုင်းဝန်းကာကွယ်မူရစေဝါအန်ရဲ့မူရစေဝါအန်ရဲ့လွန်စွာကြောက်မဲ့ဖွယ်ညီငယ်ចောင်းသားအမောင်များဝေးဝေးကရှောင်ရှာတခါဆန်းလို့ဆွဲလန်းရင်ဖြတ်ရခဲ့ပြီးတင်မမြင်မကျင်နေထိုင်မှရေရှည်ဘဝလှအာကစားနဲ့စာပေကိုလိုက်စားကြဖို့လို့ဗလာ9တန်ပြည့်စုံရေးစ조사ကြစို့လေမိဘများကဆုံးမမယ်ငယ်စဉ်ကာလအတိကျွဲဖဲဆောင်မှတ်ထားပညာများဆရာများကသင်လိုကြအနာဂတ်ရဲ့ပန်းကလေးတွေမူရစ်ဘေးကရှောင်ရှားလေပိုးကြိုက်သည့်ပန်းမဖြစ်ဖို့
ဥယျာဉ်မှုများပြုစုစုဝိုင်းဝန်းကာကွယ်စုဆိုလို့ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီမူရစေဝါအနေနဲ့ဝိုင်းဝန်းတားဆီးကာကွယ်ရေးမှာကျမတို့ပြည်သူအားလုံးကဝိုင်းဝန်းတားဆီးသွားကြပါစို့လို့ပြောကြရင်းနဲ့ကျမတို့ရဲ့တော်ရှိုးလေးကိုဒီမှာတင်မဲ့လိုက်ရပြရစီရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီသတင်းကိုဖြိုးရင်းချန်ကပြဆက်မှာပြပို့ထားခြင်းဖြစ်ပါတယ်